သူမရှိတော့ပေမဲ့သူ့ရဲ့ကောက်ွယ်သူ့ရဲ့စတိုင်ကိုလှုပ်ရှားလိုက်ရုံနဲ့တင်ဘသူလဲဆိုတာနာမီမမေးရလန်းအောင်လွမ်းမိုးနေစေဖြစ်တဲ့ဂီတဖြင့်တပါကလေးဘွားကလေးကဂီတဝါသနာပါတဲ့သူကိုဖခင်ကစီကံတက်ကြစွာပတ်ပိုးပေးခြင်းကြောင့်ကဘာတဝမ်းလောက်ကခင်းအောင်ပေါစ်ဆိုပြီးတင်စားခိုးကိုခံရတဲ့အထိကြိုကြားခဲ့တဲ့သူမက်ခဲဂျက်ဆန်ကို1958ခုနှစ်ဩဂုတ်လ29ရက်နေ့အမေရိကန်နိုင်ငံအရီယာနာပြည်နယ်ဂယ်ရီမြို့မှာမွေးဖွားခဲ့တယ်။သူကမွေးချင်း9ယောက်ထဲမှာ10ယောက်မြောက်သားဖြစ်ပြီးငယ်စဉ်ကတည်းကဂီတနဲ့ကားခုတ်ခြင်းကိုဝါသနာပါခဲ့သူဖြစ်တယ်။သူရဲ့ဖခင်ဂျိုဇက်ဆန်ကအလွန်စီကံကြီးသူဖြစ်ပြီးသားသမီးများကိုအောင်မြင်စေရန်ပြင်းပြင်းထန်ထန်တွန်းအားပေးပြီးလက်ကျက်ပေးခဲ့တယ်။အသက်6နှစ်အရွယ်မှာတက်ဂျက်ဆန်ဖိုက်အဖွဲ့ရဲ့အဓိကဆိုလိုဖြစ်လာခဲ့ပြီး1969ခုနှစ်17နှစ်အရွယ်မှာ I Want You Back တဲ့ချင်းနဲ့သူ့အတန်သူ့အကားတွေကြောင့်စတင်ထင်ရှားကြိုကြားလာခဲ့တယ်သူကအသက်73နှစ်အရွယ်မှာပထမဆုံးတကူတို့တဲ့ချင်းကိုထုတ်ဝေခဲ့ပြီး1989ခုနှစ်မှာထွက်ရှိတဲ့ Off the Wall album ကတကူတို့အစိုးတို့ဖြစ်အကြီးကျယ်အောင်မြင်မှုများစတင်ရရှိခဲ့တယ်1982ခုနှစ်မှာထွက်ရှိတဲ့ Trailer album ကကမ္ဘာအယောင်ရဆုံး album ဖြစ်လာပြီးသူကိုပေါ့ပြင်လို့ကမ္ဘာတဝန်းလောကသတ်မှတ်လာကြတယ်1983ခုနှစ်မှာသူ့ရဲ့နာမည်ကျော် Moonwalk ကာကွယ်ကိုပထမဆုံးအကြိမ်ကပြခဲ့ပြီးသူ့ရဲ့လက်အိတ်တစ်ဖက်တဲ့ One Set စတိုင်နဲ့ Fedora ဦးထုတ်ဆင်ရမှုများဟာလည်းအလွန်ထင်ရှားကြိုကြားလာခဲ့ပါတယ်။သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများက Vitiligo လို့ခေါ်တဲ့အရေပြားရောဂါကြောင့်ဖြစ်ပြီးဒါကိုကုသဖို့နဲ့သားရည်အယောင်ညင်ညာစေဖို့အတွက်မိတ်ကပ်များအသုံးပြုခဲ့ရတယ်။ကြိုကြားမှုနဲ့အတူပုဂ္ဂိုလ်ရေးဆိုင်ရာစိတ်ခိုမှုများစွာကိုလည်းရင်ဆိုင်ခဲ့ရပြီးတာမန်ဘဝမျိုးမရရှိခဲ့တဲ့အပြင်တစ်ခါတရံမှာအထီးကျန်ခြင်းများကိုလည်းခံစားခဲ့ရတယ်။သူကလီဆာမာရီပရက်စလင်နဲ့ဒေဘီရိုဒိုနဲ့အိတ်ထောင်ကြခဲ့ဖူးပြီးကလေး3ယောက်ရဲ့ဖခင်ဖြစ်ပါတယ်။ Neverland Ranch ကိုမိုက်ကယ်က1988ခုနှစ်မှာဝယ်ယူပြီးနောက်ပိုင်းမှာကလေးတွေအတွက်ပျော်ရွှင်စရာနေရာတစ်ခုအဖြစ်ဖန်တီးတည်ဆောက်ခဲ့တယ်။ Neverland Ranch ထဲမှာဒလိဆန်ဥယျာဉ်ရုပ်ရှင်ရုပ်ယထာလန်းငယ်တက်တိုးပန်းချံကြီးနေရာတွေကြောင့်ကလေးငယ်တွေအတွက်စိတ်ကူးရင်ကပောက်လိုဖြစ်နေပါတယ်။သူရဲ့ငယ်ဘဝကမပြိုခဲ့ရတာကြောင့်ကလေးဘဝကိုပြန်ခံစားချင်တဲ့စိတ်နဲ့ဒီနေရာကိုဖန်တီးခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့1993ခုနှစ်မှာသူ့ကိုကလေးများနဲ့မတည့်လျော်တဲ့စစ်ဆိုင်ရေးရှိတဲ့ဆိုပြီးဆော့ဆွဲမှုတွေအကြိမ်ကြိမ်ရှိခဲ့ပါတယ်။2000ပြည့်နှစ်များအတွင်းတရားရုံးရင်ဆိုင်မှုများကဲ့သို့ခက်ခဲတဲ့ကာလများကိုဖြတ်တန်းခဲ့ရလဲ2005ခုနှစ်မှာတော့အပြစ်မရှိကြောင်းဆုတ်ဖြတ်ခြင်းခံခဲ့ရတယ်။တရားရုံးကိစ္စတွေကြောင့်စိတ်ပင်ပန်းမှုများပြီးမီဒီယာဖိအားတွေကနေရှောင်ဖို့အနားယူဖို့ Neverland ကိုစောခွာခဲ့ပြီး Bahrain, Ireland, UK စတဲ့နိုင်ငံတွေမှာနေထိုင်ခဲ့ပြီးနောက်ဆုံးတော့ US ကိုပြန်လာပြီး Los Angeles မှာနေထိုင်ခဲ့ပါတယ်2009ခုနှစ်လန်ဒန်မှာ This is a နယ်လက်ဖြိုဖြေရေးပွဲအတွက်အရန်ကြီးမားတဲ့ပြန်လာခြင်းဖြစ်မဲ့လို့သူပရိသတ်တွေကမျိုးလဲခဲ့ပါတယ်သူကဖြိုဖြေပွဲအတွက်အရန်စူးစမ်းလက်ကျစ်ခဲ့တယ်နေတိုင်းအကသချင်း stage performance တွေပြင်ဆင်ခဲ့တယ်ဒါပေမဲ့ကိုယ်အလေးချိန်ကျသွားတာအားနည်းလာတာတွေလိုလက္ခဏာတွေရှိနေခဲ့ပါတယ် Los Angeles မှာ Michael Jackson ကဆရာဝန် Corey Moody ရဲ့ Propofol ဆိုတဲ့ဆေးကိုအလွန်အကျွံအသုံးပြုခဲ့တာကြောင့်2009ခုနှစ်ဇွန်လ25ရက်နေ့အသက်50မှာမတော်တဆကွယ်လွန်သွားခဲ့ပါတယ်နောက်ဆက်တွဲကတော့ Corey Moody ကို2011ခုနှစ်မှာမတော်တဆလူသတ်မှုနဲ့ထောင်ဒဏ်ချမှတ်ခဲ့ပါတယ် Michael Jackson ကွယ်လွန်သွားပြီဖြစ်ပေမဲ့လည်းသူ့ရဲ့ဂီတသူ့ရဲ့အကဖြိုဖြေမှုပုံစံများကတော့ဒီနေ့တိုင်အထိကမ္ဘာတဝန်းလုံးရှိအမှုပညာရှင်များနဲ့ပရိသတ်များဖို့လွှမ်းမိုးနေစေပဲဖြစ်ပါတယ်ငယ်ဘဝကိုအပြေအဝရရှိတဲ့မိတ်ဆွေများငယ်ဘဝကိုလွတ်လွတ်လပ်လပ်ပဲနေပါပိုးပိုးပြည့်ပြည့်တော့မနေပါနဲ့အောင်မြင်မှုကိုကံကြောက်လို့မထင်ပါနဲ့အောင်မြင်မှုရဲ့နောက်ွယ်မှာသူတို့ဘလောက်ယဉ်နီးပိတ်ဆက်ထားတယ်လဲဆိုတာမြင်နိုင်ပါစေ